ကကိုရင်ရှင်ဝင်းနီးရအမေတော်ဖြစ်ပါတယ်အခုကိုရင်နဲ့လာတွေ့တာ4 နှစ်ပြည့်ပေါ့နော်အခုဒါနဲ့ဆို4 ကြိမ်မြောက်ရှိနေပါပြီကျမတို့အများကြီးဝမ်းသာတာပေါ့နော်အမေတော်အနေနဲ့လာရောက်တွေ့ဆုံရတဲ့အတွက်ကြောင့်ကျမတို့အရန်ပျော်ရတယ်ပြောတာပေါ့ကိုရင်အနေနဲ့ဒီမှာနေရတာအဆရဂယုစိုက်တယ်ကျမရေးဆိုလဲစစ်ဆေးပေးတယ်ပေါ့နော်နောက်ပရိယတ္တိဆိုတဲ့စာကိုလည်းပဲကောင်းကောင်းသိနေရပါတယ်တဲ့အခုလည်းဖះပုံပြင်ပေါ့နော်တရားစကားတွေအများကြီးလည်းပြောတတ်လာပြီပေါ့အရင်တစ်ခေါက်နဲ့တစ်ခေါက်တိုးတက်မှုတွေအများကြီးရှိလာပြီပေါ့အဲ့ဒါကျမတို့အတွက်ကအများကြီးဂုဏ်ယူရတာပေါ့ကျမတို့ကိုရင်ကိုဆရာလေးပေါ့နော်ညီမဆရာလေးကနေတဆင့်ဒီဆရာတော်ရိပ်တာမှာကိုရင်ဝတ်လို့ရတယ်အဲ့မှာဆိုရင်3 နှစ်နေရမှာပေါ့နော်3 နှစ်နေရမယ်ဆိုတော့အဲ့မှာကိုရင်ကလည်း9 နှစ်နဲ့3 လကတဲ့ကိုရင်ဝတ်ချင်တဲ့ဆန္ဒကအရန်ပြင်းပြငိုယူပြီးတော့ကိုမေတော်ကိုပြောတာပေါ့အဲ့ဒါနဲ့ကျမတို့ဆရာတော်ရိပ်တာကိုတွားပြီးတော့9 လပိုင်း29 ရက်နေ့လားမသိဘူးဝတ်ဖြစ်သွားတာပေါ့အဲ့ဒီနေ့မှာကိုရင်ဝတ်ဖြစ်သွားပြီးတော့ကျမတို့3 နှစ်လုံးဝမတွေ့ရဘူးပေါ့နော်အဲ့ဒီ3 နှစ်ပြည့်သွားတဲ့နေ့မှာဆရာတော်တို့အကြောင်းပြိုးရင်ကအကြောင်းကြားပြီးတော့ပေါ့ကိုရင်မေတော်တွေလာတွေ့လို့ရပြီဆိုပြီးတော့ကျမတို့ဝမ်းပန်းတတာနဲ့ပေါ့နော်လာတွေ့ခဲ့ရတယ်ပေါ့အဲ့ရောက်တော့ကိုရင်လေးက9 ပါးတိလလည်းပေးတတ်နေပြီပေါ့နော်ကျမတို့အများကြီးလဲအဲ့ဒီအတွက်ကိုဝမ်းသာရတာပေါ့ဂုဏ်ယူရတာပေါ့ကိုရင်အခုပရိယတ္တိစာကိုလည်းကောင်းကောင်းသင်ယူနေပါကြောင်းပေါ့သင်ယူနေရပါတယ်အဲ့ဒါလည်းဝမ်းသာမိပါတယ်ပေါ့အခုလေကျမတို့ကိုရင်လေးရှင်ဝိနည်းကိုပရိယတ္တိအပြင်ပရိပတ်တိပေါ့အကြည့်ပေါ့မဟာပလင်ကိုလည်းပဲ6 ကြိမ်ထိတ်ခဲ့ပြီးတော့ကောင်းကောင်းမွန်နဲ့မဟာပလင်ကိုလည်းအောင်မြင်စွာပေါ့တက်တောက်တက်တာနဲ့ပဲမဟာပလင်ချိတ်ဖြစ်တာပေါ့နော်6 ကြိမ်ကိုလည်းချောချူနဲ့အောင်မြင်နဲ့ပေါ့အဲ့ဒီထဲမှာဉာဏ်ပညာတွေအသိတရားတွေအများကြီးမြင့်တက်လာတယ်လို့တွေ့ခွင့်ရတာကိုကျမတို့အများကြီးဝမ်းသာမိတာပေါ့အမတို့အခု4 ကြိမ်မြောက်လာတွေ့ဖြစ်တော့ပေါ့နော်4 ကြိမ်မြောက်တွေ့တဲ့အချိန်မှာကိုရင်အနေနဲ့ကကိုရင်ဆန္ဒရှိတဲ့အတိုင်းတတ္တဝါတွေကိုလွတ်မြောက်စေချင်ပေါ့အဲ့ဒီတတ္တဝါတွေလွတ်မြောက်ဖို့အတွက်လည်းကိုရင်ကိုယ်တိုင်ကလည်းဒီမဟာပလင်ချိတ်ဖြစ်တယ်နောက်ပฏิပတ်တိကိုလည်းဆက်လက်ပြီးတော့စူးစမ်းအားထုတ်နေစေပေါ့နောက်ကိုဘေးတုန်းကကိုရင်မဝတ်ခင်ကပေါ့နော်မေတော်မေးဘူးတယ်အမေတဲ့နိဗ္ဗာန်ဆိုတာတကယ်ရှိလားပေါ့ရှိတာပေါ့ဒါရေဆိုပြီးတော့အမေကဖြေခဲ့ဘူးတယ်အဲ့ဒါဆိုရင်ဘယ်လောက်ကြာလေ့ကျင့်မှဒီနိဗ္ဗာန်ကိုသိရမလဲပေါ့အမေကနည်းနည်း45 ရက်ပေါ့အဲ့လိုမျိုးအလွယ်ပြောခဲ့တာပေါ့နော်ကလေးဆိုတော့ကလေးအတိနဲ့သိနိုင်အောင်ပဲပြောခဲ့တယ်ဒါပေမဲ့အခုကိုဗစ်လည်းပြီးရောဒီသာသနာပြုဥယျာဉ်ကိုလည်းဆရာလေးကနေပြီးတော့သိခွင့်ရတဲ့အတွက်ကြောင့်ကျမတို့ဒီသာသနာပြုဥယျာဉ်ကိုရင်ဝတ်ဖို့ရွေးချယ်လိုက်တာပေါ့နော်ရွေးချယ်ပြီးတော့လည်းကိုရင်ရဲ့ဆန္ဒကတတ္တဝါတွေအားလုံးတန်တရားမှာလွတ်မြောက်စေခြင်းနဲ့စိတ်ဆန္ဒပြင်းပြနေတာပေါ့အခုတစ်မျိုးလုံးတစ်ဆွေလုံးခေါ်လာတရားကြည့်ပါဝိပဿနာတရားကိုအားထုတ်ပါကိုရင်ရဲ့တိုက်တွန်းပြီးတော့အမြဲတမ်းမေတော်တို့လာတိုင်းအဲ့ဒါပဲပြောနေတာ